ဒီကောင်လေးဟာကမ္ဘာမြေကိုကယ်တင်ဖို့ရောက်လာတဲ့စူပါဟီးရိုးလေးလို့အားလုံးကထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့သူဟာကယ်တင်ဖို့မဟုတ်ပဲဖျက်ဆီးဖို့ရောက်လာတဲ့နတ်ဆိုးတစ်ကောင်ဆိုတာဘူးမှမသိလိုက်ကြပါဘူး။အဲ့ဒီကောင်လေးဟာဘာကြောင့်လူတွေကိုတတ်ဖြတ်ဖို့ရွေးချယ်လိုက်ရတာလဲ။ဇလန်လေးရဲ့စမှာတော့ကန်ဆာပြည်နယ်မှာနေထိုင်တဲ့လင်မယားနှစ်ယောက်ဖြစ်တဲ့ခိုင်းနဲ့ထိုရီတို့ဟာကလေးတစ်ယောက်ရဖို့အသေးအံကြိုးစားနေကြတာပါ။အဲ့ဒီချိန်မှာပဲသူတို့အိမ်နီးနားကိုကောင်းကင်ကနေရောက်ဝဲထုပြစ်ချလာခဲ့ပါတယ်။တိတ်ဆိတ်တဲ့ညမှာအတန်းကအရန်ကိုကျေလောင်လုံးလာပါတယ်။သူတို့စူးစမ်းကြည့်လိုက်တဲ့အခါမှာတော့ကလေးငယ်တယောက်ကိုတွေ့လိုက်ရပြီးတော့အဲ့ဒီကလေးလေးကိုပဲသူတို့ရဲ့သားဖြစ်မွေးစားလိုက်ကြပါတယ်။အချိန်တွေကြာလာတဲ့မျှကလေးလေးကတော့ဘရန်ဒန်လို့မိတွင်လာပြီးတာမန်ကလေးတွေလိုပဲကြီးပြင်းလာပါတယ်။ထိုရီတယောက်ဘရန်ဒန်ကိုကြောင်းဖို့နှိုးတဲ့အခါမှာတော့အိမ်မှာဘရန်ဒန်ကိုရှာမတွေ့တော့ပါဘူး။ဒါပေမဲ့ဒါဟာသူတို့နှစ်ယောက်ရဲ့ကြိုက်ဆုံးကစားနည်းဖြစ်တဲ့တူတူပုံနှံကစားတာလို့ထိုရီထင်လိုက်မိပါတယ်။ထိုရီကတော့ချစ်စရာကောင်းတဲ့မိခင်မေတ္တာနဲ့ဘရန်ဒန်ကိုလိုက်ရှာနေပါတယ်။နောက်ဆုံးမှာတော့ဘရန်ဒန်ဟာအိမ်နောက်ဖေးကကောက်ရုံးပုံတွေကနေပေါ်လာပြီးသူ့မိကိုပြောင်ပြောင်တင်းတင်းနဲ့ဆန်းနောက်လိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့ပုံစံကတော့တကယ်ကိုပျော်ရွှင်နေတဲ့မိသားစုကလေးနဲ့တူနေပါတယ်။ဒါပေမဲ့ဘရန်ဒန်ရဲ့အတွင်းစိတ်ထဲမှာတော့ထူးဆန်းတဲ့အပြောင်းအလဲတွေစတင်ဖြစ်ပေါ်နေပါပြီ။ကျောင်းမှာဆိုရင်လည်းသူဟာသူများတွေထပ်ပို့တော်ပြီးစူးစမ်းလိုစိတ်ရှိတဲ့သူဖြစ်ပါတယ်။ဒီနေ့မှာတော့ကျောင်းကစာသင်ခန်းထဲမှာပြားတွေအကြောင်းပြောတဲ့အခါဘရန်ဒန်ကပြားတွေတဘာဝကိုအဟောစရာကောင်းအောင်ရှင်းပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပြုမှုတွေကတော့တဖြည်းဖြည်းနဲ့ပုံမှန်မဟုတ်တော့တယ်လို့ခံစားလာရပါတယ်။သူဟာအရာဝတ္ထုတွေကိုတာမန်လူတွေထပ်ပို့ပြီးတော့အာယုံစိုက်ထုတ်နိုင်စွမ်းရှိလာနေပါပြီ။ညဘက်တွေမှာဆိုလို့ရှိရင်လည်းဘရန်ဒန်တယောက်အိမ်အောက်ကနေထူးဆန်းတဲ့အတန်တွေကိုကြားနေရပါတယ်။အဲ့ဒီတန်တွေကသူ့ကိုထိုးလို့ဖို့တိုက်တွန်းနေတယ်လို့ပါပဲ။ဘရန်ဒန်တယောက်သူ့ရဲ့ဆွမ်းအားတွေကိုစတင်သိရှိလာတဲ့အခါမှာတော့ဘလို့ဆိုးရွားတဲ့ဖြစ်ပျက်တွေဆက်ဖြစ်လာမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။ညနေတကောင်ရဲ့အချိန်မှာတော့ဘရန်ဒန်ရဲ့အိမ်ခန်းထဲမှာထူးဆန်းတဲ့အနေရောင်လင်းနှန်းတွေပြားထွက်လာပါတယ်။ကောင်းလေးဟာဂရေပေါ်မှာတင်တဘိုးလုံးတုံနေပြီးယောဂခံစားနေရတယ်လို့မျိုးဖြစ်နေခဲ့တာပါ။ဒါပေမဲ့ခဏကြာမှာတော့သူဟာနိုးလာပြီးမျက်မှန်းမသိတဲ့တန်တွေရဲ့ခေါ်ဆောင်နောက်ကိုမင်းငိုပြီးလိုက်ပါတော့ပါတော့တယ်။အပြင်မှာတော့လေတွေတဟူးတိုက်ခတ်နေပြီးတိုရီတယောက်အတန်ကြားလို့ပြေးထွက်ကြည့်တဲ့အခါမှာတော့ဘရန်ဒန်ကိုမတွေ့ရတော့ပါဘူး။သူမဟာစိုးရင်တကြီးနဲ့အိမ်နောက်ဖေးကဇပကြီးဟောင်းစီကိုလိုက်သွားခဲ့ပါတယ်။ဇပကြီးရဲ့ရောက်တဲ့အခါမှာတော့ဘရန်ဒန်ဟာတန်ကြိုးတွေနဲ့တောက်ခတ်ထားတဲ့မြေရောက်ခန်းတကားကိုမြုံနိုင်လောက်တဲ့အားရည်တွေနဲ့တစ်ဆွဲဖွင့်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်။သူဟာနားမလည်နိုင်တဲ့ထူးဆန်းတဲ့ဘာသာစကားတွေကိုပါဇက်ကနေရွတ်ဆိုနေခဲ့တာပါ။ထိုရီကစိုးရင်ကြီးနဲ့လက်ခေါ်လိုက်မှဘရန်ဒန်ဟာလန်နိုလာတယ်လို့ဖြစ်သွားပြီးသူဘာလုပ်နေလဲဆိုတာကိုယ်တိုင်တော့မသိရှာပါဘူး။ဘရန်ဒန်ကသူ့မိကိုတားကောင်းထဲမှာထူးဆန်းတဲ့အတန်တွေကြားနေရတယ်လို့ပြောပေမဲ့ထိုရီကတော့တားဖြစ်သူစိတ်ပူသွားမှဆိုလို့အိမ်မက်ရောင်တာပါဆိုပြီးအိမ်ပြန်ခေါ်လာခဲ့ပါတယ်။နောက်ရက်မှာတော့ဖခင်ဖြစ်သူခိုင်းကဘရန်ဒန်ကိုခြံထဲကမြေအိဆက်ကိုနှိုးခိုင်းပါတယ်။ဒါပေမဲ့ဆက်ကနှိုးလို့မရပဲဖြစ်နေတဲ့အတွက်ဘရန်ဒန်ဟာစိတ်တူရောသားထွက်လာပြီးအဲ့ဒီလေးလံလာတဲ့မြေအိဆက်ကြီးကိုလေးထဲမြောက်ပြီးဝေးဝေးကိုလွှင့်ပစ်လိုက်ပါတော့တယ်။ကောင်းလေးကိုယ်တိုင်ကလည်းသူ့ရဲ့မယုံနိုင်စရာဆောင်းကိုကြည့်ပြီးအံ့ဩမြင်သွားခဲ့ရပါတယ်။အဲ့ဒီနောက်ဆက်ရတံပြားတွေရှင်ပြပြလဲပတ်နေတာကိုကြည့်ရင်ခေါင်းလေးကထူးဆန်းတဲ့အတန်တွေကသူ့ကိုထိန်းချုပ်လိုက်ပြန်ပါတယ်။ဘရန်ဒန်ဟာလဲပတ်နေတဲ့ဓာပြကြီးရဲ့ကိုသူ့လက်တွေတင်းတင်းတွင်လိုက်တဲ့အခါမှာတော့အံ့ဩစရာကောင်းတော့အောင်ဆက်ပဲပြတ်သွားပြီးသူ့လက်မှာဘာတန်ရမှမရခဲ့ပါဘူး။သူဟာတာမန်လူသားတစ်ယောက်မဟုတ်တော့ဘူးဆိုတာကိုအင်းစိတ်ကနေပြီးဝသဘောပေါက်သွားခဲ့ရပါတော့တယ်။ဘရန်ဒန်ရဲ့ဆင်းလေးပြည့်မွေးနေ့ပွဲကိုတော့မိသားစုဝင်တွေအားလုံးဆိုင်မှာပျော်ပါးပါးဆင်နွှဲနေကြပါတယ်။အဲ့ဒီပွဲမှာသူ့ရဲ့ဦးလေးဖြစ်သူကဘရန်ဒန်ကိုမွေးနေ့လက်ဆောင်ဖြစ်အမဲလိုက်တဲ့လက်ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ဖခင်ဖြစ်သူခိုင်ကတော့ဘရန်ဒန်ဟာတနက်ခံမှုအရွယ်မရောက်သေးဘူးဆိုပြီးအတင်းသိမ်းဆဲလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဘရန်ဒန်ရဲ့တွင်းစိတ်တွေကဒေါသတွေဟာထိတ်ခုမရှိပေါက်ဝဲလာပြီးဒီတနက်ကိုခုချက်ချင်းပြန်ပေးလို့အော်ဟစ်ကဇွဲခုံကိုလက်တီးဖြင့်အရှင်ကြီးထူချလိုက်ပါတော့တယ်။ခိုင်ဟာတားဖြစ်သူရဲ့ရိုင်းဆိုင်တဲ့အပြုမှုကြောင့်မွေးနေ့ပွဲကိုချက်ချင်းရပ်တန့်ပြီးအိမ်ပြန်ဖို့လုပ်ပါတယ်။မိခင်ဖြစ်တဲ့ထိုရီကဂျားရီကနေဖြောင်းပြပေးမှပဲဘရန်ဒန်ဟာစိတ်လျှော့ပြီးအိမ်ပြန်ဖို့သဘောတူလိုက်ပါတော့တယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့ခိုင်နဲ့ထိုရီတို့ဟာတားဖြစ်သူရဲ့စိတ်နေစိတ်ထားဖြည်းဖြည်းပြောင်းလဲလာတာကိုစိုးရိမ်ကြီးတိုင်ပင်ကြပါတော့တယ်။ခိုင်ဟာဘရန်ဒန်ရဲ့စိတ်ရမ်းဝင်နေတဲ့ပုံစံကိုလန့်နေပေမဲ့ထိုရီကတော့ဒါဟာလူပြေပေါ်ဝင်စားကလေးတွေရဲ့တဘာဝပဲဖြစ်မှာပါလို့အတင်းခါဝယ်ပြောဆိုနေခဲ့ပါတယ်။ဒါပေမဲ့နောက်ရက်မနေ့စာစားနေတဲ့အချိန်မှာတော့ခိုင်ဟာထမင်းစားပွဲမှာထိုင်ပြီးသူ့လက်ထဲတန်ကင်းကိုတောနဲ့ကိုက်ဖြော်ဝါစားနေတဲ့ဘရန်ဒန်ကိုထိတ်လန့်ဖွယ်တွေ့လိုက်ရပြန်ပါတယ်။
ခိုင်းဟာတန်ခင်းကိုတင်ဆွဲလူလိုက်မှဘရန်ဒန်ဟာအိမ်မက်ကနေလန်လူလာတယ်မျိုးဖြစ်သွားပြီးသူ့လက်ထဲကကောက်ကွင်းနေတဲ့ခရင်ကြီးကိုကြည့်ပြီးကြောင်အန်းဖြစ်နေကြရပါတော့တယ်။မိခင်ဖြစ်သူထိုရီဟာအင်ကြီးသွားဝေဖို့အတွက်ဘရန်ဒန်ရဲ့အိတ်ခမ်းထဲကိုဝင်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲသူမဟာဂရင်အောက်ကနေထူးဆန်းတဲ့စာအုပ်တစ်အုပ်ကိုမမျှော်လင့်ပဲတွေ့ရှိသွားခဲ့တာပါ။စာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပထမပိုင်းမှာမျိုးသမီးရဲ့တပုံတွေကိုတွေ့လိုက်ရလို့လူပြိုပေါ်ဝင်စားကလေးတစ်ယောက်ရဲ့စိတ်ကစားမှုပဲလို့ထင်ပြီးပြုံးမိပါသေးတယ်။ဒါပေမဲ့ဆမ်မနာတွေကိုဆက်လန့်ကြည့်တဲ့အခါမှာတော့ထိုရီတစ်ယောက်တွေးပြတ်မတက်ထိတ်လန့်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစာအုပ်ထဲမှာလူတွေရဲ့ကလေးစားတွေဦးတွေအသေးတွေကိုအသေးစိတ်ဆွဲထားတဲ့ကြောက်မက်ဖွယ်ရာပုံရိပ်တွေကိုတွေ့လိုက်ရလို့ပါပဲ။အဲ့ဒီနောက်ပိုင်းမှာတော့ခိုင်းဟာဘရန်ဒန်ကိုအမဲလိုက်ခေါ်သွားပြီးယောက်ျားလေးတစ်ယောက်ရဲ့တဘာဝစိတ်လိုဆန္ဒတွေအကြောင်းရေပန်းထန်မှန်ပြောပြပြီးထိန်းချုပ်ဖို့တွန်းတင်ပါတယ်။ဒါပေမဲ့ဘရန်ဒန်ကတော့သူ့ဖေပြောတဲ့စိတ်ဆန္ဒကိုလူသားတွေကိုတက်ဖြတ်ခြင်းနဲ့စိတ်ဆန္ဒဆိုပြီးတိကျမကောက်သွားခဲ့တာပါ။တစ်ဖက်မှာလည်းကျောင်းကောင်မလေးဖြစ်တဲ့ကီလင်ဟာညဘက်အိပ်ပျော်နေရင်ထူးဆန်းတဲ့တခြင်းတန်ကြောင့်လန်နိုးလာပါတယ်။သူမရဲ့ laptop ကအလိုလျောက်ဖွင့်လာပြီးတခြင်းတွေထွက်နေတာပါ။သူမကြောက်လန့်နဲ့ပိတ်လိုက်ပေမဲ့တခြင်းကထပ်ထွက်လာပြန်ပါတယ်။ပြင်းပေါက်ပြင်ဘက်မှာဇုံတယောက်ရှိနေတယ်လို့ခံစားရလို့အမေဖြစ်သူအီရီကာကိုအော်ခေါ်မိလိုက်ပါတယ်။အီရီကာခန်းထဲကိုပြေးဝင်လာပြီးစစ်စစ်ချိလိုက်တဲ့အခါမှာတော့ဘသူ့ကိုမှမတွေ့ရပါဘူး။ဒါပေမဲ့ခီလင်ကပြင်းပေါက်နားမှာလာချောင်းနေတာဘရန်ဒန်ဘရိုင်ယာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ချိန်ထဲမှာပဲတောထဲမှာဘရန်ဒန်ပျောက်သွားလို့ထိုရီတရားကိုလိုက်ရှာနေတော့မှာပဲဘရန်ဒန်ဟာသူမရဲ့နောက်ကျောဘက်ကနေရုတ်တရက်ပေါ်လာပြီးစီးသွားခြင်းလို့သွားတာပါဆိုပြီးအေးဆေးဆေးပဲပြန်ပြောနေခဲ့ပါတယ်။ကောင်လေးရဲ့တွင်းစိတ်ထဲမှာတော့လူသားတွေကိုတားကောင်လို့သဘောထားတဲ့အမောင်လူတွေဟာတစားနဲ့စားပို့ပြီးတော့မြစ်တွေလွှမ်းမိုးလာနေခဲ့ပါပြီ။ထိုရီဟာတားဖြစ်သူဘရန်ဒန်ရဲ့ပြုမှုတွေအတွက်စိုးရိမ်စိတ်တွေတိုးလာပြီးကျောင်းကအတိုင်ပင်ခံဆရာမဖြစ်တဲ့မယ်ရီလီနဲ့တွားရောက်တိုင်ပင်ပါတယ်။မယ်ရီလီကတော့ဒါဟာလူပြပေါ်ဝင်စားကလေးတွေရဲ့တဘာဝပဲဖြစ်လို့စိတ်မပူဖို့နှစ်ကြိမ်ပေးခဲ့ပါတယ်။ထိုရီလည်းစိတ်အေးသွားပြီးဘရန်ဒန်ကိုတောက်ခေါ်တဲ့အခါမှာတော့ကောင်လေးဟာထူးဆန်းတဲ့တင်ဂီတာတစ်ခုကိုအသေးအံဆွဲနေတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့ထိုရီမြင်သွားတဲ့အခါမှာတော့ဘရန်ဒန်ကချက်ချင်းမအုံမိုးပြီးဖုံးကွယ်လိုက်ပါတော့တယ်။ညရောက်တဲ့အခါမှာတော့ဖခင်ဖြစ်သူခိုင်းဟာစပဂျီနာချက်ချန်ထဲမှာချက်တွေလှမ်းပြီးអော်နေတဲ့တန်ကိုကြားရပါတယ်။သူဟာဝမ်ဘလီဝင်နေလို့ထင်ပြီးတနက်ကန်ကတွားရောက်စစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ခြံထဲမှာတွေးလိုက်ရတာကတော့ဝမ်ဘလီမဟုတ်ပဲဘရန်ဒန်ဖြစ်နေခဲ့တာပါ။ကောင်းလေးဟာချက်တွေကိုကြည့်ပြီးအယူတယောက်လိုတရတရရက်နေခဲ့ပါတယ်။ခိုင်ဟာဘရန်ဒန်ကိုရင်းနှီးနေပြီဖြစ်လို့အိမ်ပြန်ဖို့ဆူမှုချင်းပေါင်းပြီးခေါ်လာခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာတော့ခိုင်ဟာချက်တွေအလုံးတိတ်ဆုံးနေတာကိုတွေးလိုက်ရပြီးဒါဟာဘရန်ဒန်ရဲ့လက်ချက်ပဲလို့ယုံကြည်နေခဲ့ပါတယ်။ထိုရီကိုပြောပြပေမဲ့လည်းသူမကတော့ဝမ်ဘလီကတောက်ခတ်ထားတဲ့ channel ကိုမဝင်နိုင်ဘူးဆိုတဲ့ချက်ကိုလက်မခံနိုင်ပဲ။တားဖြစ်သူကိုစပီကာဝင်နေခဲ့ပါတယ်။ကျောင်းမှာတော့ဘရန်ဒန်တို့တန်းသားတွေဟာတယောက်ကိုတယောက်ယုံကြည်မှုရှိအောင်လေ့ကျင့်တဲ့အနေနဲ့နောက်ပြန်လှည့်ချတဲ့ကစားနည်းကိုကစားနေကြပါတယ်။ဘရန်ဒန်ရဲ့အလှည့်မှာတော့ကီလင်ကသူ့ကိုမဖမ်းပဲတမင်ရှောင်ဖယ်လိုက်ပါတယ်။အတန်းပေါ်တွေအားလုံးကဘရန်ဒန်ကိုဝိုင်းရကြပြီးကီလင်ကလည်းသူ့ကိုမေးမရှာလို့ခေါ်ပြီးကူညီဖို့ရင်းဆန်နေခဲ့ပါတယ်။ဒါပေမဲ့ဆရာအမတ်လျှော့မယ်လို့ချင်းချောင်းမှကီလင်ကဘရန်ဒန်ကိုလက်ကမ်းပေးခဲ့တာပါ။ဘရန်ဒန်ဟာကီလင်ရဲ့လက်ကိုဆွဲပြီးထူတဲ့အချိန်မှာတော့သူ့ရဲ့တွင်းစိတ်တွေကဒေါသတွေကပေါက်ဝဲလာပြီးကီလင်ရဲ့လက်ပေါ်ကိုအားရပါညှိချေပြလိုက်ပါတော့တယ်။ကျောင်းမှာဖြစ်ပွားခဲ့တဲ့ဆင်မကောင်းစရာကိစ္စကြောင့်ဘရန်ဒန်နဲ့ကီလင်တို့ရဲ့မိဘတွေဟာရဲရရှိနေတဲ့အတူကျောင်းကြီးရုံးခန်းထဲမှာတွေ့ဆုံခဲ့ကြရပါတယ်။ကီလင်ရဲ့မိဖြစ်သူအီရီကာကတော့တမိဖြစ်သူရဲ့လက်ကိုခုလိုရက်ဆက်လုပ်ခဲ့တဲ့အတွက်အကြီးကြီးဒေါသထွက်နေပြီးတော့ဘရန်ဒန်ကိုချုပ်လက်ထည့်ရစေချင်တာပါ။ဒါပေမဲ့ကျောင်းကြီးကဘရန်ဒန်ကိုကျောင်းခတရနာခြင်းနဲ့စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးမှုပဲပေးမယ်လို့ပြောတဲ့အခါမှာတော့အီရီကာဟာမချင်မနှံ့နဲ့ပောက်ကွဲပါတော့တယ်။သူမကဘရန်ဒန်ရဲ့မွေးမိခင်ရင်ဟာလည်းစိတ်ဝင်စားရှင်တူဖြစ်လိမ့်မယ်လို့ရိုင်းစားဆိုင်ဆွေးပြောဆိုခဲ့ပါတယ်။ဒီစကားကိုကြားတဲ့အခါမိခင်ဖြစ်သူထိုရီကတော့ဘရန်ဒန်ရဲ့မိခင်ရင်ဟာသူမဖွယ်ရမယ်ဖြစ်တယ်လို့အေးအုံကိုကောင်းဝဲပြောဆိုပြီးကလေးတစ်ယောက်ကိုအခုလိုတိုက်ခိုက်ပြောဆိုနေတဲ့အီရီကာကိုပြန်လက်စုချင်းပေါင်းလိုက်ပါတယ်။ဒီဘရန်ဒန်ကိုခေါ်ကရုံးခန်းထဲကနေထွက်လာခဲ့ပါတော့တယ်။ရုံးခန်းပြင်ကိုထွက်လာတဲ့ချိန်မှာတော့ဘရန်ဒန်ဟာအီရီကာကိုညှို့တေးကြီးတော်နဲ့တွေ့အေးပဲစားကြည့်နေခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ထိုရီဟာလင်မယားချင်းစကားပြောရင်ဘရန်ဒန်ညဘက်လမ်းလျှောက်တဲ့အကြောင်းကိုခိုင်ကိုဝန်ခံလိုက်ရပါတော့တယ်။ခိုင်းကတော့ဘရန်ဒန်ဟာတမလူသားကလေးတယောက်မဟုတ်ပဲတနေ့တစ်နေ့ပူပြီးအနေများလာနေတာကိုအရင်စိုးရိမ်နေကြတာပါ။အဲ့ဒီချိန်မှာပဲဂရီမော်မှာလေးလောင်နေတဲ့ဘရန်ဒန်ဟာကောင်းထဲကကြားတဲ့အတန်တွေကိုအထိပ်ပဲဖော်ဆောင်သွားနိုင်ခဲ့ပါပြီ။သူဟာမိုးတက်ဖုန်တန်းတွေကြားထဲမှာအိမ်ပြင်ကိုထွက်ပြီးစပကြီးဟောင်းစီကိုတနက်မမတ်ရှောက်သွားပါတော့တယ်။တားဖြစ်သူရဲ့အကြောင်းရင်းကိုလိုက်ရှာနေတဲ့ထိုရီဟာလည်းစပကြီးဘက်ကအနီရောင်လင်းနှံကိုမြင်ပြီးပြေးဝလိုက်သွားခဲ့ပါတယ်။အဲ့ဒီမှာပဲသူမဟာမယုံနိုင်စရာကောင်းလောက်အောင်လေထဲမှာပြန်ဝဲနေတဲ့တားဖြစ်သူဘရန်ဒန်ကိုမျက်ဝါးတင်တင်တွေ့မြင်လိုက်ရပါတော့တယ်။ထိုရီဟာလေထဲမှာပြန်ဝဲနေတဲ့တားဖြစ်သူကိုမြင်ပြီးထိတ်လန့်နေကြတဲ့အောက်ကနေဖမ်းဖို့ကြိုးစားရင်းအော်ဟစ်လိုက်ပါတယ်။
အဲ့ဒီချိန်မှာပဲ Brandon ဟာလေထဲကနေပြုတ်ကျလာပြီးမြောက်ခန်းထဲကကျိုးရင်ပဲကြီးရဲ့တန်ကြုံနဲ့ထိမိတာကြောင့်ဒဏ်ရာရသွားခဲ့ပါတယ်။ဒါဖြစ်သူမှာသူ့ရဲ့တံမြူဖြစ်သွားတာကိုမြင်တော့ထိုရီဟာပွေ့ဖက်ပြီးညှစ်တင်ပေးခဲ့ရရှာပါတယ်။ Brandon ဟာစိတ်မကောင်းဖြစ်သွားပြီးသူ့ရဲ့ငယ်ဘဝအကြောင်းကိုမေးတဲ့အခါမှာတော့ထိုရီဟာအမှန်တရားကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ရပါတော့တယ်။သူတို့လင်မယားကလေးရဖို့ဘယ်လောက်ကြိုးစားခဲ့ရကြောင်းနဲ့သူဟာကောင်းကင်ကပြုတ်ကျလာတဲ့ဂျူးရင်ကြီးကနေရလာတဲ့ကလေးဖြစ်ကြောင်းအားလုံးကိုပြောပြလိုက်ပါတယ်။ဒါပေမဲ့ Brandon ကတော့မိဘတွေကသူ့ကိုခုလိုလိန်ညာထားခဲ့တဲ့အတွက်အကြီးကျယ်စိတ်ဆိုးဒေါသထွက်ပြီးမိခင်ဖြစ်သူကိုတွန်းဖယ်ကအပြင်ကိုပြေးထွက်သွားပါတော့တယ်။သူဟာမိုးရေလေထဲမှာရဲရင်ခေါင်းထဲကကြားနေရတဲ့ထူးဆန်းတဲ့အတန်တွေကိုဆုံးသက်မှာတော့တကယ်ဖော်ဆောင်သွားနိုင်ခဲ့ပါပြီ။ခေါင်းလေးဟာမျိုးလုံးတွေကနေနီအောင်လေစာတန်းတွေထွက်လာပြီးကောင်းကင်ကိုကြီးကကြောက်မက်ပြီးဟိတ်လိုက်ပါတော့တယ်။အဲဒီနောက်မှာတော့ Brandon ဟာအတန်းပေါ်တငယ်ချင်းကောင်မလေးကီလင်ရဲ့အိမ်ကိုဖိတ်ခေါ်ခြင်းမရှိဘဲရောက်သွားခဲ့ပါတယ်။ကီလင်ကကြောက်လန့်နေပေမဲ့ကောင်းလေးကတော့ပန်းစည်းလေးပေးပြီးတောင်းမလကဆူနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကီလင်ကတော့သူမရဲ့အမေကပတ်သက်ခွင့်မပြုတော့ကြောင်းညှင်းဆိုလိုက်ပါတယ်။ Brandon ကအေးဆက်ဆက်ပြုံးပြီးအဲ့ဒါဆိုရင်တော့မင်းမေကိစ္စကိုငါကိုယ်တိုင်ပဲအေးစီရှင်းလိုက်ပါမယ်လို့ပြောကအမောင်လေးကိုပြောက်ွယ်သွားပါတော့တယ်။ကောင်းလေးရဲ့အတွင်းစိတ်ထဲမှာတော့သူ့အေးရဲ့လူသမားတစ်ယောက်ရဲ့စိတ်အိုင်းတွေဟာပြေးဝနှုတ်ထားလို့လာခဲ့ပြီဖြစ်ပါတယ်။ညဘက်မှာတော့အီရီကာတစ်ယောက်စံပိတ်လို့ထွက်တန်ရှင်းရေးလုပ်နေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲစာရင်မှန်မင်းပေါက်တွေပေါ်မှာထူးဆန်းတဲ့တင်ကြီးဓာတ်တွေရေးဆွဲထားတာကိုသူမသတိပြုမိသွားပါတယ်။ဒါဟာတစုံတစ်ယောက်ကသူမကိုစားနောက်နေရလို့ထင်ပြီးဆိုင်ထဲကလူကိုလမ်းခေါ်ခဲ့ပေမဲ့ဘယ်သူမှထူးမလာပါဘူး။ရုတ်တရက်ဆိုသလိုပဲဆိုင်ထဲကမီးကြီးတွေဟာတစ်ဖြက်ဖြက်နဲ့လင်းလိုက်မိန်လိုက်ဖြစ်လာပြီးဝုန်းဝန်းနဲ့ပေါက်ကွဲသွားပါတော့တယ်။မီးခွဲစားတစားဟာအီရီကာရဲ့မျိုးလုံးတွေကိုပြင်းထန်စွာဆိုက်ဝင်သွားပြီးသွေးတွေကကျမ်းမြင်ပေါ်ကိုပန်းထွက်လာခဲ့ရပါတော့တယ်။အီရီကာဟာနာကျင်လုံးလို့အော်ဟင်မျက်စိတွေကဖန်ခွဲစားကိုတွင်းဆက်ထုတ်လိုက်ပေမဲ့သွေးတွေကြောင့်မျက်စိကကောင်းမမြင်ရတော့ပါဘူး။သူမဟာတပည့်ကလူမြတ်ဖို့အတွက်ဒိုတချောင်းကိုကန်ပြီးပဝန်းကျင်ကိုရန်တမ်းရိုက်ခတ်ရင်ရေခဲစက်အေးကန်းကြီးတွေကိုပြေးဝင်ကအထက်ကနေတော့ခတ်ပိတ်ဆို့ထားလိုက်ပါတော့တယ်။ဒါပေမဲ့အပြင်ကအနေနဲ့ကတာမန်လူမဟုတ်ပါဘူး။ပူရှင်ပြင်းလာတဲ့အနီအောင်လေလာတန်းကြီးဟာထူထဲလာရေခဲစက်တန်တကားကိုအလွယ်တကူပဲဖြတ်တောက်ပြီးစိတ်စိတ်မော်မှာခွဲပြလိုက်ပါတော့တယ်။အီရီကာဟာထိတ်လန့်တကြားမောကြီးလိုက်တဲ့အခါမှာတော့ဝေးုံကြီးကိုဝစ်စင်ထားပြီးမျက်နှာဖုံးဆွထားတဲ့ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။အဲဒီနောက်မှာတော့ကောင်လေးဟာအီရီကာကိုရဲဆက်ဆက်ပဲအသက်အန္တရာယ်ပြုလိုက်ပါတော့တယ်။နောက်တစ်နေ့မနက်စာစားချိန်မှာတော့ခိုင်းနဲ့ထိုရီတို့ဟာစိုးရိမ်စိတ်တွေနဲ့ Brandon ကိုစောင့်နေကြပါတယ်။ Brandon ရောက်လာတဲ့အခါမှာတော့ဘာမှမဖြစ်ခဲ့သလိုတည်ငြိမ်ပြီးသူ့ရဲ့ခြေနေကိုလက်ခံသွားတဲ့ပုံစံမျိုးပြောင်းလဲနေတာကိုတွေ့ရလို့မိဘတွေကခဏတာစီအေးသွားခဲ့ရရှာပါတယ်။ရဲရာရှိကြီးဟာအီရီကာတယောက်ဆိုင်ထဲကနေအစအနမကျန်ပြောင်းဆုံးသွားတဲ့ကိစ္စကိုဆောင်ရွက်မှုအတွက်အဲ့ဒီစားတောက်ဆိုင်ကိုရောက်ရှိလာခဲ့ပါတယ်။သူဟာဆိုင်ရဲ့မှန်ပတင်းပေါက်တွေကိုတေချာကြည့်ရှုစစ်ဆေးနေရင်းနဲ့ထူးဆန်းတဲ့တင်ဂီတာတစ်ခုကိုမမျှော်လင့်ပဲရှာဖွေတွေ့ရှိတော့ခဲ့ပါတယ်။ကောင်းလေး Brandon ကတော့ကျောင်းကဆရာမ Mary Lee နဲ့စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုပြုလုပ်နေရပါတယ်။ Mary Lee ကသူ့မွေးစားထားတဲ့ကျောင်းကြီးမင်းမြန်းတဲ့အခါ Brandon ရဲ့တွင်းစိတ်ထဲမှာကဘာဘဝတာမန်လူသားတွေထက်သူကပိုပြီးမြင့်မြတ်တဲ့ဖြစ်တည်မှုတစ်ခုဖြစ်ကိုယ့်ကိုယ်သတ်မှတ်ထားတာကိုရိပ်မိသွားပါတယ်။ Brandon ဟာကီလင်ရဲ့လက်ကိုချိုးခဲ့တဲ့ပုံမှာလည်းဘောင်တော်မှမရတဲ့ပြင်တင်းရင်လုံးနေတာကြောင့်ဆရာမ Mary Lee ကစိုးရင်လာပြီးအမှန်တိုင်းဖွင့်ပြောဖို့တိုက်တွန်းပါတော့တယ်။သူမက Brandon ကိုငါတို့ကအမျိုးတွေဖြစ်ပေမဲ့အလုပ်ကတော့လုပ်ပေးမို့လို့ဒီအကြောင်းကိုရဲရရှိစီစီရင်ခံစာတင်ရလိမ့်မယ်လို့ပြောတဲ့အခါမှာတော့ Brandon ရဲ့မျက်နှာဟာဒေါသကြောင့်တုန်လှုပ်လာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်းဖခင်ပြည်သူခိုင်းဟာတငယ်ချင်းတွေနဲ့အတူဗီဒီယိုထိုးနေရင်အီရီကာရဲ့တည်ဆုံမှုအကြောင်းကိုပြောဆိုနေကြပါတယ်။တင်ငယ်ချင်းတစ်ယောက်ကကီလင်နဲ့ပြဿနာဖြစ်မှုတဲ့ Brandon ရဲ့လက်ချက်ပဲဖြစ်ရမယ်လို့တန်တရားဝင်စကားပြောလာတဲ့အခါမှာတော့ခိုင်းဟာရင်ထဲမှာထိတ်လန့်သွားပြီးတားဖြစ်သူဟာတကယ်နှစိုးတော်ဖြစ်နေပြီလားဆိုတာကိုတွေးပြီးပူပန်လာခဲ့ပါတော့တယ်။နောက်မှာတော့ဆရာမ Mary Lee ဟာအိမ်မှာတယောက်တည်းရှိနေတဲ့အချိန် Brandon တယောက်အိမ်ထဲကိုဖိတ်ခေါ်ခြင်းမရှိဘဲရောက်လာခဲ့ပါတယ်။သူဟာဆရာမကိုရေးစီအစီအခံစာမတင်ဖို့အတွက်သူ့အေးနဲ့ချင်းချောက်စကားဆိုခဲ့တာပါ။ Mary Lee ဟာကြောက်စိတ်ကိုအောင်အေးပြီး Brandon ကိုအိမ်ကနေချက်ချင်းထွက်သွားဖို့မောင်းထုတ်လိုက်ရပါတယ်။ Brandon ကတော့ဝိုးဝေးကိုထွက်မသွားပဲ Mary Lee ရဲ့အိမ်မောင်လူတွေမှာတင်မျက်နှာဖုံးဆုပ်ပြီးပုံကွယ်ဆောင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။ Brandon ဟာ Mary Lee ရဲ့ခန်းထဲထိခိုးဝင်ပြီးချောင်းမြောင်းနေတော့အပြင်ကနေ Noah ကောင်းမောင်းပြီးပြန်လာတဲ့အသံကိုကြားလိုက်ရပါတယ်။ Noah ဟာအိမ်ထဲရင်ဝင်လာပြီးတွားထိုက်ဖို့အတွက်အီချိုးခန်းထဲဝင်သွားခဲ့ပါတယ်။အဲဒီအချိန်မှာသူ့နောက်ကနေဖြတ်ပြေးသွားတဲ့ရေးတစ်ခုကြောင့် Noah ဟာခန်းမေးကိုဖွင့်ပြီးစစ်ဆေးကြည့်လိုက်ပါတယ်။မီးပွင့်သွားတဲ့အချိန်မှာတော့အဝေးလဲခန်းထဲမှာမျက်နှာဖုံးဆွတ်ထားတဲ့ Brandon ကိုတွေ့လိုက်ရလို့ Noah ဟာလမ်းဖြတ်သွားခဲ့ရပါတယ်။ Noah ဟာစိတ်တူနဲ့ Brandon ကိုစူပူချင်းမြောင်းပြီးအိမ်ပြင်ထိဆွဲခေါ်သွားပါတော့တယ်။ Brandon ကကားနားရောက်တဲ့ခါမှာတော့ဒီအကြောင်းကိုသားမိဘတွေကိုတောင်းမပြောနဲ့လို့ Noah ကိုလေတံအေးနဲ့တတိပေးလိုက်ပါတယ်။ကားထဲကနေပြန်ကြည့်လိုက်တဲ့အခါမှာတော့ Brandon ဟာနေရာမှာမရှိတော့ပါဘူး။ Noah တယောက် Brandon ကိုကားထဲထည့်ဖို့အပြင်ထွက်လိုက်ရှာမှာပဲမျက်နှာဖုံးဆွတ်ထားတဲ့ Brandon ဟာလေကနေရုတ်တရက်ပေါ်လာပြီးသူ့ရဲ့ကြောင်းမဖွယ်မျိုးလုံးလီစာပူချိန်နဲ့ Noah ကိုပစ်ခတ်လိုက်ပါတော့တယ်။ Noah ဟာ6လနဲ့ကြားနဲ့တန်ရာဒီကြားကကားထဲကိုအတင်းဝင်ပြီးလှည့်မကြည့်ပဲအရှင်ပြင်းပြင်းမောင်းပြေးပါတော့တယ်။ဒါပေမဲ့ Brandon ရဲ့ပြန်တဲ့နှုန်းကကားထပ်ပုံမြန်နေခဲ့ပါတယ်။ Noah ဟာကားထဲကသတိလေးမေ့မျောမသွားခင်ဘေးကိုအလံတကြားချိလိုက်မိပါသေးတယ်
ရုတ်တရက်ဆိုသလိုကားရဲ့ရှီမီကြီးလင်းလာတဲ့အချိန်မှာတော့ Brandon ဟာလမ်းမထက်မှာသူ့ AAG နဲ့ရက်နေတာကိုတွေ့လိုက်ရပါတယ်။မီးကြီးတွေကတစ်ဖက်ဖက်နဲ့မိတ်တုံဖြစ်ပြီးပြန်ပွင့်လာတဲ့အခါမှာတော့ကောင်လေးဟာလေထဲကိုပြန်တက်သွားပြီးအမောင်လူထဲမှာပျောက်ကွယ်သွားပြန်ပါတယ်။လိုဟာတယောက်ဘာလို့မှမသိတုံးလုံးနေတော့မှပဲ Brandon ဟာကားကြီးတစ်ခုလုံးကိုမယုံနိုင်စရာအားအနေနဲ့လေထဲကိုမြောက်တင်လိုက်ပြီးမြေပြင်ပေါ်ကနေဝုန်းနဲ့ပြချလိုက်ပါတော့တယ်။ကားကြီးဟာမြေပြင်နဲ့စောင့်ပြီး Noah ရဲ့မေးရိုးတွေပါကြီးမွားပျက်စီးကတေလူမျိုးပါဖြစ်သွားခဲ့ရရှာပါတယ်။အဲ့ဒီချိန်မှာပဲ Brandon ကတေလူမျိုးပါဖြစ်နေတဲ့ Noah ရဲ့သွေးတွေကိုအသုံးပြုပြီးသူ့ရဲ့ထူးဆန်းတဲ့တင်ကေတာကိုလမ်းမထက်မှာပဲသွေးအေးနဲ့ရေးဆွဲခဲ့ပါတယ်။တစ်ဖက်မှာလည်း Brandon အိမ်ပြန်မလာသေးတဲ့အတွက်ဖခင်ဖြစ်သူခိုင်းကအဲကမ်းမှာတော့ကားရောက်နေပြီးမိခင်ဖြစ်သူ Tori ကတော့ဆီယမ Mary Lizzie ဖုန်းနဲ့ခဏခေါ်ပြီးစိတ်ပူပန်နေရတာပါ။အဲ့ဒီချိန်မှာပဲ Brandon ဟာအိမ်ထဲကိုတာမန်တိုင်းပြန်လည်ဝင်ရောက်လာပြီးသူ့ရဲ့သွေးဆုံးနေတဲ့အင်ကြီးကိုလက်ထဲမှာလိပ်ပြီးဖွက်ထားခဲ့ပါတယ်။ Tori ကတားဖြစ်သူကိုပြေးဖက်ပြီးဘာဖြစ်လို့လဲလို့မေးတဲ့အခါ Brandon ကဘောလုံးကစားရင်တငယ်ချင်းတွေရဲ့နိုင်ကျင်တာခံခဲ့ရလို့ပါဆိုပြီးပူပင်မရှိလိမ်ညာပြောဆိုခဲ့ပါတယ်။ Brandon တယောက်သူ့ခန်းထဲကိုတက်သွားတဲ့အခါမှာတော့ခိုင်းနဲ့ Tori တို့ဟာတားဖြစ်သူကုန်းကွာနဲ့လိမ်ညာသွားတာကိုရိပ်မိပြီးရင်းထဲမှာအကြီးအကျယ်သွေးပြတ်သွားကြပါတော့တယ်။သူတို့ဟာဂျိုသားသားသမီးတယောက်ကိုဘယ်လိုမျိုးထိန်းချောင်းအောင်မလဲဘယ်လိုဆရာဝန်နဲ့ပြသရမလဲဆိုတာလုံးဝလမ်းစာလမ်းနာပြောင်းနေကြတာပါ။အဲ့ဒီညမှာပဲခိုင်းဟာအတိတ်က Brandon ကိုတောထဲမှာစတွေ့ခဲ့တဲ့အကြောင်းကိုအိမ်မစိုးမှတ်ပြီးလန်လို့လာခဲ့ရပါတယ်။အဲ့ဒီချိန်မှာပဲဆီယမ Mary Lizzie က Noah တယောက်ကားမောက်လို့ဆေးရုံရောက်နေပြီဆိုတဲ့ဖုန်းကောရောက်ရှိလာခဲ့ပါတော့တယ်။လင်မယားနှစ်ယောက်စလုံးဆေးရုံပြေးလွှားသွားခဲ့ကြပြီးခင်မွန်းဖြစ်သူတို့ရင်ခဲမတွက်ငိုကြွေးနေတဲ့ Mary Lizzie ကိုညှိနှိုင်းပေးခဲ့ကြပါတယ်။အဲ့ဒီမှာMary Lizzie ကမတော်တဆမှုမဖြစ်ခင်လေးတင် Brandon ကအိမ်လာခဲ့သေးတယ်လို့ပြောလိုက်တဲ့အခါခိုင်းနဲ့ Tori တို့တယောက်မျက်နှာတယောက်ချီပြီးထိတ်လန့်သွားခဲ့ကြပါတော့တယ်။သူတို့ဟာတားဖြစ်သူရဲ့ရက်စက်မှုကိုရိပ်မိနေပေမဲ့ရင်ထဲမှာတော့စွမ်းကိုအောင်ကြီးထားကြရှာပါတယ်။နောက်တစ်နေ့မနက်မှာတော့သူတို့ဟာအိမ်မှာ Brandon ကိုဦးလေးတို့ကဆုံးသွားတဲ့အကြောင်းတရားမေးမြန်းကြည့်ပါတယ်။ဒါပေမဲ့ Brandon ရဲ့မျက်နှာကတော့တာမန်လူတယောက်တည်ဆုံးသွားတာကိုကြားသလိုဘာခံစားချက်မှမရှိပဲအေးဆက်လုံးနေခဲ့တာပါ။သူဟာ Noah တည်ဆုံးမှုနဲ့ပတ်သက်ပြီးဘာမှမသိပါဘူးလို့မိဘတွေကိုပြောနေမှာတော့တယ်။အဲ့ဒီနေရာမှာဖခင်ဖြစ်သူခိုင်းဟာဒေါသမထိန်နိုင်ပဲမင်းကလူသက်သမားပဲကလေးပုံစံဖမ်းနေနဲ့ဆိုးလို့အော်ပြီးပေါက်ဝဲပါတော့တယ်။ကောင်းလေး Brandon ကလည်းဖခင်ဖြစ်သူကိုမျက်မှောင်ကုပ်ပြီးမယုံနိုင်စရာခွန်အားနဲ့ခိုင်းကိုဘီရိုစီတွန်းထုတ်လိုက်ပါတော့တယ်။ Tori ကဂျားရဲကနေတားဖြစ်သူကိုအတင်းဆွဲဖယ်ပြီးအခန်းထဲပြန်လွှတ်လိုက်ရပါတယ်။ခိုင်းကတော့တားဖြစ်သူကြီးချိုးနေတော့သူ့ခန်းထဲကိုခိုးဝင်ပြီးရှာဖွေရာကနေသွေးတွေပေးချန်နေတဲ့အင်ဂျီကိုရှာတွေ့သွားခဲ့ပါတယ်။ခိုင်းကတားဖြစ်သူမရိပ်မိစေဖို့အင်ဂျီကိုအမြန်ဝက်ပြီးစောစောထောထွက်မိရတဲ့အတွက်တောင်းပန်ပါတယ်လို့ဟန်ဆောင်ပြောဆိုခဲ့ပါတယ်။အဲ့ဒီနောက်ခိုင်းက Tori ကိုသွေးဆုံးနေတဲ့အင်ဂျီကိုတက်တည်ပြလိုက်ပေမဲ့ Tori ကတော့အမှန်တရားမျက်ခွက်ပြူပြီးတားဖြစ်သူဘက်ကပဲစပီးကာဝင်နေခဲ့တဲ့အတွက်လင်မယားနှစ်ယောက်ကြီးကျယ်စကားများပြီး Tori တယောက်စိတ်ဆိုးကထွက်သွားခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း Noah ရဲ့ကားမောက်တဲ့နေရာကိုလိုက်နေစစ်ဆေးနေတဲ့အရာရှိကြီးဟာလမ်းမထက်မှာရေးဆွဲထားတဲ့သွေးဆုံးနေတဲ့တင်ကေတာကိုတွေ့ရှိသွားခဲ့ပါတယ်။ဒါအီရီကပျောက်ဆုံးသွားတဲ့ဆိုင်ရာမမင်းပေါက်ပေါ်ကတင်ကေတာနဲ့တူနေတာကိုသတိပြုမိသွားတာပါ။အိမ်မှာတော့ဖခင်ဖြစ်သူခိုင်းဟာ Brandon ရဲ့ငယ်စဉ်ကဂရိကစားဆရာတွေကိုကြည့်ပြီးတားဖြစ်သူပေါ်ထားခဲ့တဲ့မိဘမိတာကိုပြန်သတိရကဝန်းနေကြရရှာပါတယ်။သူဟာဇနီးဖြစ်သူ Tori စီသွားပြီးတားဖချင်းဆက်ဆံရင်ပြန်ကောင်းအောင်နဲ့မိတာဓာတ်တွေပြန်ပြနိုင်အောင် Brandon ကိုတောထဲမှာစက္ကန့်ပိုင်းလောက်မဲလိုက်ဖို့ခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာ Tori လည်းစိတ်သက်သာရာရသွားခဲ့ပါတယ်။အဲ့ဒီနောက်ခိုင်းနဲ့ Brandon တို့တားဖောင်းနှစ်ယောက်ဟာတောထဲကိုကောင်းမောင်းပြီးထောက်ခါလာခဲ့ကြပါတယ်။သူတို့ရဲ့ခီးစဉ်ကတော့ဘာစကားမှမပြောဘဲတယောက်နဲ့တယောက်အေးဆက်တိတ်ဆိတ်လုံးနေကြတာပါ။အဲ့ဒီချိန်မှာပဲအိမ်ရဲရရှိရောက်လာပြီး Tori ကို Brandon ရဲ့အကြောင်းကိုမေးမြန်းပါတော့တယ်။ရဲရရှိက Noah ကောင်းမောက်တဲ့နေရာမှာတွေ့ရတဲ့တင်ကေတာဓာတ်ပုံကိုပြပြီးဒါဟာအခရာဘီနှလုံးကိုပေါင်းစပ်ထားတာဖြစ်လို့ Brandon Bryan ရဲ့အတူပေါက်ကိုဆိုလိုတာမဟုတ်လားလို့ဆင်မေးပါတော့တယ်။ Tori ကတော့ဘာမှမသိသလိုဟန်ဆောင်ပြီးရဲရရှိကိုအိမ်ကနေမောင်းထုတ်လိုက်ပေမဲ့ရဲရရှိကသူ့နောက်တစ်ခေါက်ပြန်လာခဲ့မယ်လို့တတိပေးပြီးထောက်ဟာသွားခဲ့ပါတယ်။ထိတ်လန့်သွားတဲ့ Tori က Brandon ရဲ့အိမ်ခန်းထဲကိုပြေးလာသွားပြီးကောင်းလေးရဲ့စာအုပ်ကိုရှာဖွေလိုက်တဲ့အခါမှာတော့သူ့ပြတ်မတက်ဖြစ်သွားခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဆောက်ထဲမှာရဲပြတဲ့တင်ကေတာတွေပြည့်ရှိနေတဲ့အပြင် EV နဲ့ Noah တို့ရဲဆက်တက်ခံရတဲ့ပုံရိပ်အသေးစိတ်ရေးဆွဲထားတာကိုရှင်းရှင်းလင်းလင်းတွေ့လိုက်ရလို့ပါပဲ။ Tori ဟာသွေးအေးရဲ့နဆိုးတစ်ကောင်ကိုကောက်ွယ်ပေးခဲ့မိမှန်းသုံးသပ်မှာတော့ပေါက်သွားခဲ့ပါတော့တယ်။တောနဲ့ကြီးထဲမှာတော့ခိုင်းနဲ့ Brandon တို့တားဖားနှစ်ယောက်ဟာတိတ်တိတ်ဆိတ်လမ်းလျှောက်နေကြပါတယ်။ခိုင်းဟာတားပြစ်သူတခြားဘက်ကိုအောင်လွှဲနေတဲ့ချိန်ကိုခွင်ကောင်းယူပြီးသူ့ရဲ့တနက်ကို Brandon ရဲ့ခေါင်းတက်တဲ့ကြီးချိန်ရွယ်လိုက်ပါတော့တယ်။မိမိလက်နဲ့မွေးမြူခဲ့ရတဲ့တားပြစ်သူကိုအခုလိုတပ်ပြရတော့မယ်ဆိုတဲ့အသည့်ကြောင့်ခိုင်းမြောင်ကနေမျက်ရည်စီးကျလာခဲ့ရရှာပါတယ်။အဲ့ဒီနောက်မှာတော့သူကစိတ်ဆုံးဖြတ်ပြီးတနက်မောင်းခလုတ်ကိုဆွဲဖြုတ်ကကောင်းတဲ့ခေါင်းတက်တဲ့ကိုပြစ်လိုက်ပါတော့တယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာက Brandon ဟာဘာတန်ရာမှမရပဲတာမန်တိုင်းပြန်မတက်ရလာပြီးဖေဖြစ်သူကိုအကြောင်းအမ်းနဲ့ပြန်လဲစားကြည့်နေခဲ့တာပဲဖြစ်ပါတယ်။ခိုင်းဟာကြီးကျယ်သွေးပြတ်သွားပြီးတနက်ထဲကိုကြီးစမြင်ပြန်ထည့်ဖို့ကြိုးစားပေမဲ့ Brandon ဟာလေထဲကနေရုတ်တရက်ပြောက်ွယ်သွားခဲ့ပါတယ်။
ခိုင်းတယောက်လမ်းဖြတ်ပြီးတောထဲကိုတက်လူကထွက်ပြေးပေမဲ့အချိန်ပြင်းလာတဲ့ Brandon ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်။ခိုင်းကသူ့ကိုတက်ချမ်းသာပြီးဖို့အဝေးတောင်းနေပေမဲ့ကောင်လေးကတော့ဘာညာတာမှုမှမရှိပဲသူ့ရဲ့မျက်လုံးလေးသာပူရှင်နဲ့အဖေဖြစ်သူရဲ့ကောင်ကိုပြစ်ခတ်ပြီးရက်ဆက်ဆက်တက်ပြစ်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းမိခင်ဖြစ်သူထိုရီဟာအစိုးရနေကြီးနဲ့ခိုင်းရဲ့ဖုန်းစီကိုချင်းချင်းခေါ်ဆိုနေခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဖုန်းကန်လိုက်တာကတော့ခိုင်းမဟုတ်ပဲတားဖြစ်သူ Brandon ဖြစ်နေခဲ့ပါတယ်။ Brandon ကခိုင်းတီဆုံးသွားပြီဖြစ်ကြောင်းတရားပြောဆိုပေမဲ့ထိုရီကတော့မယုံကြည်ပဲညှိဆို့နေခဲ့ပြီးမင်းခုပေါ်မှာလဲလို့တုံ့ပြန်စွာမြင်လိုက်ပါတယ်။ Brandon ကတားအိမ်မှာရောက်နေပြီလို့သူအေးရွယ်ပြန်ပြောပြီးခိုင်းရဲ့ဖုန်းကိုလက်ထဲမှာတင်ဆက်စစ်မော်မော်ဖြစ်အောင်ညှစ်ချေလိုက်ပါတော့တယ်။အဲဒီချိန်မှာပဲအိမ်မြေဘက်ကနေဝန်းတိုင်းကျဲတိုင်းထွက်လာပြီး Brandon ဟာသူတို့ရဲ့နေအိမ်ကြီးကိုမယုံနိုင်စရာအချိန်နဲ့ဆက်စစ်မော်မော်စတင်ဖျက်ဆီးပါတော့တယ်။ထိုရီဟာတပေးရလူမြောက်ဖို့အတွက်တနုံရီနဲ့ရဲစခန်းဖုန်းနံပါတ်911ကိုတဲဆန်ခေါ်ဆိုရပေမဲ့ဖုန်းမပြောရသေးခင်မှာပဲBrandon ကလိုင်းကိုဖျက်တောက်လိုက်ပါတယ်။မကြာခင်မှာပဲသတင်းပို့ချက်အရရဲရရှိကြီးနဲ့ဒူရဲရရှိမျိုးသမီးတို့ဟာကင်းဖြစ်သွားရ Brian တို့အိမ်ကိုရောက်ရှိလာကြပေမဲ့သူတို့မြင်လိုက်ရတာကတော့ပြပုံတိဖြစ်လို့နေပါဖြစ်နေတဲ့ပျက်စီးနေတဲ့အိမ်ကျွင်းချံတွေပဲဖြစ်ပါတယ်။ထိုရီဟာရဲတွေစီကိုအပြေးလွှာတောင်းရောက်ကူညီတောင်းခဲ့ပေမဲ့ကောင်းကင်ကနေရုတ်တရက်ဝုန်းကနေဆင်းလာတဲ့ Brandon ဟာရဲရရှိကြီးကိုထိုရီမသိရှိမှလည်းရဲဆက်ဆက်တက်ပြစ်လိုက်ပါတော့တယ်။ကျန်ရတဲ့ဒူရဲရရှိမျိုးသမီးဟာထိတ်လန့်သွားပြီးထိုရီကိုအမြန်ပုံးနေဖို့အော်ပြောကစခန်းကိုရေးပေါ်စစ်ကူတောင်းဖို့ကြိုးစားနေခဲ့ပါတယ်။ဒါပေမဲ့ဖုန်းလိုင်းတွေကအချက်ပြတ်နှောက်ယှက်မှုတွေဖြစ်နေခဲ့တာပါ။ရင်းမီကစကန်းကိုအသေးအံသတင်းပို့နေတော့မှပဲ Brandon ဟာသူ့မရဲ့နောက်ကျောကနေရုတ်တရက်ပေါ်လာကြပါတယ်။ကောင်လေးဟာရင်းမီကိုအိမ်နေရန်တွေကျမ်းမြင့်နေနဲ့ထက်ထက်ခါစောင့်ကန်တိုက်ခိုက်ပစ်လိုက်ပြီးနောက်ဆုံးမှာတော့ထိုရီဖုံးကွယ်နေတဲ့ကတိချင်းတက်တဲ့မှာတင်လက်ချတည်ဆုံသွားစေခဲ့ပါတယ်။ Brandon ဟာဂရင်အောက်ကိုငုံကြည့်ပြီးထိုရီကိုရှာဖွေခဲ့ပေမဲ့ထိုရီကအနည်းမှမရှိတော့ပါဘူး။သူမဟာတက်လို့ပြီးဗီဒင်းပေါက်ပြင်ဘက်ကိုကြိုတင်တွဲလောင်းခိုပါထွက်ပြေးသွားခဲ့တာပဲဖြစ်ပါတယ်။ထိုရီဟာဗီဒင်းပေါက်ကနေမြေပြင်ပေါ်ပြုတ်ကျလာတဲ့အတွက်လက်မှာပြင်းထန်တဲ့ဒဏ်ရာရရှိသွားခဲ့ရရှာပါတယ်။အဲဒီနာကျင်မှုတွေအားတစ်ဆင့်ထိုရီဟာအတိတ်က Brandon တယောက်ဂျိုးရင်ပြကြီးရဲ့တန်ကြုံနဲ့ရှာမီတုံးကဒဏ်ရာရခဲ့တာကိုရုတ်တရက်သတိရသွားပါတော့တယ်။သူမဟာကောင်းလေးကိုနှိမ်နှင်းနိုင်မဲ့အခုတည်းသောနီလန်ကိုသိရှိသွားပြီးBrandon နောက်ကနေတစ်ချက်မကွာလိုက်ပါနေတဲ့ကြားကပဲစပကြီးဟောင်းစီကိုအစွမ်းကုန်ပြီးလွှားခဲ့ပါတယ်။ထိုရီဟာစပကြီးတဲကိုတင်းပြေးဝင်ပြီးမြေရောက်ခန်းတစ်ကောက်ကိုဖွင့်ကာဂျိုးရင်ပကြီးစီကိုအပြေးလွှားသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲရင်ပြကြီးဟာလူလေးယောက်ထူးဆန်းတဲ့နေအောင်လင်းနဲ့ထွက်ပေါ်လာပြီးလင်းထိန်သွားခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီလင်းအောင်အောင်မှာထိုရီမြင်လိုက်ရတာကတော့အစိတ်စိတ်မောင်မောခွဲစိတ်တာခံရတဲ့အီရီခရဲ့ရုပ်လောင်းဖြစ်ပြီးထိုရီဟာတငယ်ချင်းဖြစ်သူရဲ့အဖြစ်ကိုကြည့်ကရင်ခွဲမတက်ငိုကြွေးမိပါတော့တယ်။ဒါပေမဲ့သူမဟာစိတ်ကိုတင်ထားပြီး Brandon ကိုတတ်နိုင်မဲ့တစ်ခုတည်းသောတထုဆက်ချုံကိုရင်ပြကြီးပေါ်ကနေတွင်းဆွဲနှုတ်ကနောက်အိတ်ကတဲ့မှာလှုပ်ဝက်လောက်ဝတ်ထားလိုက်ပါတယ်။အဲဒီနောက်ထိုရီဟာတိတ်ကသူတို့နှစ်ယောက်တူတူပုံနဲ့ကစားခဲ့တဲ့အတိုင်းလေချုံတန်နဲ့ Brandon ကိုလမ်းခေါ်လိုက်ပါတယ်။ Brandon ဟာအမောင်လေးကနေလေထဲပြန်ဝဲလာပြီးမိခင်ဖြစ်သူရဲ့ရှိတဲ့တဲ့ကိုရောက်ရှိလာခဲ့တာပါ။ထိုရီဟာတားပြီးသူရဲ့လက်ကိုကန်ပြီးတာရဲ့တွင်းစိတ်ထဲမှာကောင်းမွန်တဲ့စိတ်တွေရှိပါသေးတယ်။မိမိသားကိုချစ်တယ်ဆိုပြီးမိခင်မိသားနဲ့ဖြောင်းပြကရင်ဝင်ထဲကိုတာရဆွဲဖက်လိုက်ပါတော့တယ်။ Brandon ဟာမိခင်ဖြစ်သူရဲ့ nutrient ထိတွေကြောင့်စိတ်လျှော်ပြီးမိရွယ်ကငွေယုံမဲ့ပုံစံမျိုးနဲ့ရင်ဝင်ထဲမှာမိန်မောသွားရရှာပါတယ်။အဲ့ဒီအချိန်မှာပဲထိုရီဟာနောက်အိတ်ခတ်တဲ့သူ့ချုံကိုထုတ်ပြီးတားပြီးသူရဲ့ရင်မတက်တဲ့ကိုအရှင်ကုန်စိုက်ထုတ်ပြီးတပ်ပစ်ဖို့ကြိုးစားလိုက်ပါတော့တယ်။ Brandon ရဲ့တွင်းစိတ်ထဲမှာတော့ယုံကြည်ရဆုံးမိခင်ဖြစ်သူကပါသူ့ကိုတပ်ဖို့ကြိုးစားနေတဲ့အတွက်အကြီးကျယ်နာကျင်ပြီးဒေါသတွေပေါက်ကွဲထွက်လာပါတော့တယ်။ကောင်းလေးဟာတိုရီကိုတင်းပိုးချပြီးအမိုးဝုန်းနဲ့ဖြတ်ကျော်ကကောင်းကင်ဘုံကိုအရှိန်နဲ့ပြန်တက်သွားပါတော့တယ်။တိုရီရဲ့ဦးခေါင်းတစ်ခုလုံးကလည်းအမိုးနဲ့ဆောင်းပြီးသူ့ရဲ့ထွက်နေကြရှာပါတယ်။ဒီရဲကိုပိုပြီးမြင်းတဲ့မီအောင်ပြန်တက်သွားရင်တိုရီဟာတားပြီးသူရဲ့ပါပြီးတော့နောက်ဆုံးနေနဲ့တုံကြီးလေးလန့်ကန်လိုက်မိပါတယ်။ဒါပေမဲ့ Brandon ကတော့ဗာမျက်ရည်မှမကြပဲမိခင်ဖြစ်သူကိုလေထဲကနေအဆက်ဆက်လွတ်ချလိုက်ပါတော့တယ်။တိုရီဟာကောင်းကင်မြင်းကြီးပေါ်နေမြေပြင်ပေါ်ဝုန်းနဲ့ပြုတ်ကျပြီးချက်ချင်းပဲတက်ပြောက်သွားခဲ့ရရှာပါတော့တယ်။အဲဒီနောက် Brandon ဟာအဝေးကနေပြန်တန်းလာတဲ့ခရီးသည်လေရင်ကြီးတစ်စီးကိုမြင်တွေ့သွားပြီးအဲ့လေရင်ကြီးကိုဖျက်ဆီးကသူတို့ရဲ့အိမ်ပေါ်ကိုပြချလိုက်ပြီးသူ့ရဲ့လူတက်မှုထောက်ထားအလုံးကိုမတော်တဆမှုအဖြစ်ဖုံးကွယ်ပေးလိုက်ပါတော့တယ်။ဇလန်ရဲ့ဆုံးသက်မှာတော့ Brandon ဟာဘာမှဖြစ်ခဲ့တယ်လို့နဲ့ TV သတင်းတောက်တွေမြင်မျက်နှာကိုမိုးစားရင်ပြေကင်းစင်တဲ့ကလေးငယ်တယောက်လိုအေးဆေးဆေးပဲစောင့်ကြည့်နေခဲ့ပါတော့တယ်။လောကမှာဘလောက်ပဲကြီးမြတ်တဲ့ချစ်ချင်းမြတ်တာတွေဂိူးနာတရားတွေနဲ့ပြုပြင်ပေးဖို့ကြိုးစားပါစေ။မွေးရပါဗီဇာနဲ့ကောက်ကျတဲ့စိတ်ကိုတော့မေတ္တာတရားတစ်ခုရဲ့နဲ့ပြောင်းလဲပြလို့မရနိုင်ဘူးဆိုတဲ့သူရေးစရာအမှန်တရားတစ်ခုကိုဒီစကားကမိမောင်းထုတ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင် subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာ See you next video guys